Okay, alo men mingala ba.ကျွန်တော်ဒီနေ့မှာဆိုတော့ဗီဒီယိုဖိုင်လေးတစ်ဖိုင်နဲ့မျှဝေပါမယ်နော်ဒီဗီဒီယိုဖိုင်လေးဆိုရင်တော့ကျွန်တော် Facebook မှာလည်းတင်တယ်လို့ YouTube မှာလည်းတင်ပေးပါမယ်အဲ့တော့ကျွန်တော်တွေ့နေမြင်နေမြပေါ့နော်တင်ကြည့်တာပေါ့နော်ကြိုက်တော့လဲယူပေါ့မကြိုက်တော့လဲကျော်သွားကြပေါ့နော်ကျွန်တော်အကောင်းဆုံးတက်နိုင်လို့ဖြစ်အောင်ကြည့်ပြီးတော့ရှာပြီးတင်ပေးရပါပေါ့နော်ကလန်နာလေးတော့နည်းနည်းတီးတီးငယ်ငယ်ကြည့်ပြီးပြကျွန်တော်တို့အထိုင်းမှာဆိုတော့ဒီကလန်နာအရန်အခက်ခဲဖြစ်တယ်တိတ်ပြီးတော့ရှားဖွေရပါလို့မိတ်တူတော့ဆွဲတာလဲကျွန်တော်လည်းမျက်စိကတိတ်နည်းနည်းမှုံဒါကျွန်တော်ကင်မရာကိုပုံရှေ့ထားတော့ကင်မရာထဲမှာတော့နည်းနည်းကြီးတယ်ဒီတိုင်းဆိုရင်တော်တော်သေးတယ်အဲကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်အနေနဲ့ပြောတော့ဒုတိယအကြိုက်ဆုံးပေါ့နော်နောက်ရက်ကျရင်တော့ကျွန်တော်အကြိုက်ဆုံးဖိုင်တစ်ဖိုင်ထပ်တင်ပေးမယ်ကျွန်တော်ဒီလိုဖိုင်မျိုးဆိုတာလည်းကျွန်တော်တို့ဒါစေတနာနဲ့မလို့ပြတာတကယ်မှဆရာသမားတွေဆိုတော့ဒီလိုဖိုင်မျိုးတွေရသူတို့ထုတ်မပြဘူးကြည့်လဲကြည့်ခဲ့ပြီးရင်ကြည့်လို့လည်းပြလည်းပြအောင်မဟုတ်ဘာလို့ဆိုတော့ဒါမမသမားတွေဆိုမမကွက်လောက်ကိုပဲသူတို့ပြမယ်အဲ့တော့ကျွန်တော်တို့ကစေတနာနဲ့အခုဘက်ကိုပေါက်လဲဖြစ်လဲဖြစ်နိုင်တယ်ဆိုပြီးယုံကြည်ခြင်းနဲ့ပေါ့နော်ဒီ20ရဲ့ဖြစ်နိုင်တယ်ဆိုပြီးယုံကြည်ခြင်းနဲ့ဒီကျွန်တော်ဒီအကွက်တစ်ကွက်ရဲ့နောက်နေ့မှာတစ်ကွက်တင်ပေးပါဦးအဲဒီနှစ်ကွက်ရဲ့အဲကြောင့်ကျွန်တော်ရပါစီဆိုတဲ့ဆန္ဒနဲ့တင်ပေးရနော် like share အားနဲ့တော့ကျွန်တော်နောက်ပိုင်းကျရင် Facebook မှာမတင်တော့ပါဘူး YouTube မှာပဲတင်တော့မှာပါအဲ့တော့ကျွန်တော်တို့ Facebook မှာကျတော့ဝင်တော့ကြည့်တယ်ဗျဒါသူတို့ကမကြိုက်ဘူးလည်းမသိဘူးမကြိုက်လို့ like ဒါတို့ share တို့မလုပ်ပေးဘူးဆိုတော့ရပါတယ်ဒါမှကိစ္စမရှိဘူးသူတို့မကြိုက်လို့ဖြစ်တာလေဒါမှကျွန်တော်နောက်ပိုင်းကျရင်တော့ဒီလိုမျိုးများလိုက်ကြည့်များပြီးတော့ဟိုနဲ့မရဘူးဆိုတော့ကျွန်တော်နောက်ပိုင်း Facebook မှာမတင်တော့ဘူး YouTube မှာပဲတင်တော့မှာဒါမှကျွန်တော်မခေါ်ရမရှိဘူးစေတနာတခုတည်းတက်နေတယ်နော်အဲ့တော့ကျွန်တော်ပြန်မယ်22ကြည့်တော့ကျွန်တော်ဖြည်းဖြည်းချင်းပြတော့မယ်နော်ပထမဆုံးကျွန်တော်စပြန်83ည4ကနေပြီး1နှစ်2နှစ်3နှစ်4နှစ်ကျော်ရင်83ည4လို့တစ်ခါပြန်ထွက်တယ်နော်1နှစ်83ည4ကနေဘက်ကိုကြည်လိုက်1နှစ်2နှစ်3နှစ်4နှစ်ကျော်ရင်843ညဒီမှာ83ည4 1နှစ်2နှစ်3နှစ်4နှစ်ကျော်ရင်843ညအဲ့ဒီကနေပြီးတော့ဒီ83ည4နဲ့တန်းတန်းနေတက်လိုက်1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်sorry 83ည4ကျော်ဒီမှာ83ည4ရက်နေတန်းတန်းရေ1ကြိမ်2ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်9ကြိမ်10ကြိမ်9ကြိမ်10ကြိမ်မှာ8တိရှောင်းဆိုတဲ့ကဏ္ဍတွေထွက်တယ်8တိရှောင်းဆိုကဏ္ဍဆိုစွမ်းနာလိုပဲ1နှစ်2နှစ်3နှစ်4နှစ်အဲ့83ည4ရက်နေတစ်ခါပြန်ကြီး1နှစ်2နှစ်3နှစ်1နှစ်2နှစ်3နှစ်4နှစ်1နှစ်2နှစ်3နှစ်4နှစ်ဟိုတစ်ကြိမ်2ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်9ကြိမ်10ကြိမ်9ကြိမ်10ကြိမ်မှာ8တဲဆိုတဲ့ကဏ္ဍလေးထွက်တယ်သူကဒါကျွန်တော်ဟိုထဲမှာပြနေရဆိုလဲရှင်းပါရဲ့နော်တန်းနဲ့ပဲ83ညလေးဆိုလဲ83ညလေးတန်းနဲ့သူ့လူဒီက4နှစ်ကျော်တယ်1နှစ်2နှစ်3နှစ်4နှစ်4နှစ်ကျော်ပြီး9နှစ်မြောက်မှာ843ညလို့ပြန်ထွက်တယ်ဒီကနေထက်ကိုတက်ရင်10ကြိမ်10ကြိမ်ကနေ1နှစ်2နှစ်3နှစ်4နှစ်ဆိုတော့လိုပဲကျော်လိုက်9နှစ်မြောက်မှာ8ကြောက်1ဆိုတဲ့ကဏ္ဍတစ်ခါပြန်ထွက်တယ်အဲ့တော့ဒီရနေပြီးတော့83ညနဲ့အဲ့တော့တပင်ချင်းကျွန်တော်ခွဲပြရမယ်နော်ဒီ83ည4ရက်နေပြီးတော့ဒီ83ည4ရက်နေပြီး1နှစ်2နှစ်3နှစ်4နှစ်4နှစ်က1နှစ်2နှစ်3နှစ်4နှစ်4နှစ်ကနေပြီးတော့တစ်ကြိမ်2ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်9ကြိမ်10ကြိမ်9ကြိမ်10ကြိမ်တက်လိုက်ရင်ဒီမှာ8တိရှောက်ဆိုကဏ္ဍရှိတယ်အဲ့လိုပဲတခါ8တိရှောက်ဆိုကဏ္ဍထွက်ပြီးရင်1နှစ်2နှစ်3နှစ်မြောက်နှစ်စာမှာ1နှစ်2နှစ်3နှစ်မြောက်နှစ်စာမှာခွန်ကူးနောက်တွဲလို့ထွက်ပြီးတော့နောက်နှစ်မှာခွန်ရှိဘူးလို့ထွက်တယ်နော်83ည4နေပြီးတော့8တိရှောက်
ရှစ်တိလျှောက်ကနေတစ်နှစ်နှစ်နှစ်သုံးနှစ်မြောက်မှာနှစ်စခွန်ကူးနောက်တွေခွန်ရှိဘူးလို့ထွက်တယ်အဲ့ဒါလိုပဲဒီမှာ843ညတစ်နှစ်သုံးနှစ်လေးနှစ်အဲ့ဒီ10ချိန်တက်လိုက်8လျှောက်တက်ဆိုတော့ကနေထွက်တယ်အဲ့တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်တစ်နှစ်နှစ်နှစ်သုံးနှစ်ဒီမှာလဲယနေ့ပြင်တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်မှာတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်မှာခွန်ကိုးတွေခွန်ရှေ့တွေခွန်ကိုးနောက်တွေခွန်ရှေ့တွေဆိုပြီးတွေ့တယ်ဒီမှာလဲဒီလိုပဲ843ညနေပြီးတော့10ချိန်တက်လိုက်8လျှောက်တက်ကနေပြီးတော့တစ်နှစ်တစ်နှစ်သုံးနှစ်လေးနှစ်မြောက်မှာတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်မှာခွန်ကိုးရှေ့တွေခွန်ရှိဘူးဆိုပြီးတော့ထွက်တယ်ကျွန်တော်ဖုန်းကတစ်ဖက်နေလို့အေးရမနေရကျွန်တော်ဟိုမမှန်ဘူးထင်နေတယ်တိုင်မယ်ကိုတခြားလေးရေးပြန်မယ်နော်ဒီရှစ်တိလျှောက်ကနေရေးမယ်ဒီရှစ်တိလျှောက်ကနေ1 2 3 4နှစ်မှာခွန်ကိုးနောက်တွေခွန်ရှိဘူးကဲဒီရှစ်လျှောက်တက်ကနေပြန်ရေးမယ်1 2 3 4နှစ်မြောက်မှာခွန်ကိုးနောက်တွေခွန်ရှိဘူးကဲအဲ့ဒါလေးရတော့ကျွန်တော်ဖရိန်လေးကိုစပြီးတဲလိုက်တာပေါ့နော်နှစ်ပင်ပြဖရိန်နဲ့ပဲအဲ့ဒါလို့ထွက်ပြီးပြီဆိုတော့အမှဘာဖြစ်လဲဆိုတော့ခွန်ရှိတွေလို့ကြားတဲ့နှစ်မှာခွန်ရှိတွေလို့ကြားတဲ့နှစ်မှာထွက်မှာပေါ့နော်အမှခွန်ရှိတွေလို့ကြားတဲ့နှစ်မှာထွက်ဖို့ကပထမဦးဆုံးခွန်ကူးနောက်တွဲခဲ့နှစ်ကလေးထိပ်တစ်ပိတ်ဒီဘက်နှစ်ကခွန်ပိတ်ခွန်လေးတစ်ဆိုပြီးတော့ခဏန်းသုံးလုံးလေးခွန်နောက်ပိတ်လေးထိပ်စီဟိုဘက်နှစ်ကခွန်နောက်ပိတ်လေးထိပ်စီတင်းနောက်ပိတ်အဲ့လိုလေးထောင်လိုက်တဲ့ဘေးမှာထွန်းမဲ့ကနန်းဒီကနန်းပေါ့ဗျဒီကနန်းငါးလျှောက်ဆုံးကိုငါးလျှောက်ခွန်ဆိုတဲ့ကနန်းအခုလေ843ည8တိလျှောက်ခွန်ကိုးရှိတွေခွန်ကိုးနောက်တွေခွန်ရှိတွေလို့ဖြစ်ပြီးပြီအဲ့မှာခွန်ကိုးရှိတွေလို့တွဲခဲ့တဲ့နေ့မှာပြန်ကြည့်ရင်ဒီလိုဖြစ်တာဒီတနေရာပဲရှိတယ်ခွန်နောက်ပိတ်လေးထိပ်တစ်ပိတ်ကဲအဲ့ဒီဘေးမှာထွက်မဲ့ကနန်းအဲ့ဒီဘေးမှာထွက်မဲ့ကနန်းအဲ့ဒီဘေးမှာထွက်မဲ့ကနန်းဆိုတော့ကျွန်တော်ပထမဦးဆုံးဒီမှာထွက်ထားတဲ့ခွန်နောက်ပိတ်လေးထိပ်တင်းနောက်ပိတ်သူ့ဘေးမှာထွက်မဲ့ကနန်း9 6ခွန်ဆိုတာစီနီယံမှတလုံးမကြော်တဲ့စီနီယံမှဟိုပြောင်းမြန်နေပါတယ်တကွေထိုးတွေလက်ပြီးထွက်တဲ့စီနီယံမဟုတ်ဒဲယူထွက်တဲ့စီနီယံဒါတော့အဲ့ဒဲယူထွက်တဲ့စီနီယံကနန်းဘယ်ရလာလဲဆိုတော့ကျွန်တော်ကဖုန်းတစ်ဖက်နဲ့ဆိုတော့ဟိုတအားကြီးတော့လိုက်မဆွဲပြတော့ကြားမဲ့နေရအောင်ပဲကျွန်တော်အဓိကယူပြမယ်နော်အဲ့တော့9 6ခွန်ဆိုတဲ့ကနန်းဘာတရားလာတယ်သူ့တစ်နှစ်ကျော်ဒီခွန်လေးတစ်ဆိုပြီးဖြစ်တဲ့ခွန်နောက်ပိတ်ထားတဲ့နှစ်ထဲကကနန်းထိပ်စီး3လုံးစီနီယံထောင်တဲ့နေရအဲ့ဒီမှာငါးထိပ်စီမာညီမငါးထိပ်စီရှောက်ထိပ်စီခွန်ထိပ်စီဆိုပြီးထိပ်စီ3လုံးထောင်တဲ့အဲ့ဒီ9 6ခွန်အဲ့ဒီ9 6ခွန်ကအဲ့ဒီ9 6ခွန်ဆိုပြီးလာထွက်တာအဲ့ဒီ9 6ခွန်ဆိုပြီးတော့ဘာလို့လာထွက်တယ်လို့ပြောလဲဆိုတော့အစွန်းကဒီမှာထောင်ခဲ့တဲ့ခွန်လေးတစ်ဆိုတဲ့ကနန်းရဲ့ခွန်လေးတစ်ကိုဒီမှာခွန်တစ်လေးလို့ထွက်ပေးထားတဲ့ဘေးဆောင်မှာထောင်တဲ့9 6ခွန်ဒါတော့9 6ခွန်ကိုကျွန်တော်ကဒီ9 6ခွန်ဒီထိပ်စီ9 6ခွန်ကိုဒီကို
လာတက်ရိုက်တယ်လို့ဆိုတာအဲ့တော့အဲ့ဒါတွေမလားတဲ့အဲ့96ခုတက်ရိုက်ဖို့ရဒီ96ခုကဒီ96ခုတက်ရိုက်ဖို့ရနောက်မှာ335ဆိုတဲ့ဒီမှာ335ဆိုတဲ့ကဏ္ဍ3လုံးလဲထောင်ထားရမယ်441ဆိုတဲ့ကဏ္ဍကလည်းအဲ့ဒီရှင်းနေတဲ့မှာထွက်ထားရမယ်ဆိုတော့ဒီမှာ461ဆိုပြီးတော့ဒီမှာထွက်ထားတယ်461ဆိုလို့ထွက်ထားတယ်ဒီ461ကလည်းသူ့ရဲ့ရှင်းနေမှာထွက်ထားရမယ်353ဆိုတဲ့ကဏ္ဍ3လုံးကလည်းနောက်မှာထိုင်ထားရမယ်ခွန်41ရဲ့ကဏ္ဍဘေးမှာလည်းဖြစ်ရမယ်ဒါပေမဲ့နောက်တစ်ချိန်မှာခွန်41ကနည်းနည်းလေးနေရာရွှေ့တယ်နည်းနည်းလေးနေရာရွှေ့တယ်ခွန်41ရဲ့ဘေးတော့ဘေးပဲဒါပေမဲ့အပေါ်နဲ့အောက်နဲ့နည်းနည်းကွာတယ်နော်ကျွန်တော်ကသင်ရရတယ်လို့လိန်ပြဘူးရှိတိုင်းပဲကျွန်တော်ပြောတော့မယုံဆိုလို့ရှိရင်လည်းဒါကျွန်တော်ဘာလဲကြိုက်တဲ့အချိန်ပြန်စစ်ပြီးကြည့်လို့ရတယ်တချို့တွေကအဲ့လိုအပင်ကြီးကိုဖုတ်ခုပြပြတယ်ကျွန်တော်ကတော့အဲ့လိုတော့ခုမပြတယ်ဘူးရှိတိုင်းပဲဒီများတကတွေပြဝိုင်းရလဲကျွန်တော်လည်းဝါသနာပါတယ်ကြည့်တယ်ကြည့်ပြီးမှန်လားမမှန်လားလဲကျွန်တော်ပြန်စစ်တယ်အဲ့တော့ဒီတစ်နှစ်လုံးထဲမှာလဲသူကစီနီယံဆိုပြီးကြာတာနော်96ခုစီနီယံတစ်နှစ်လုံးထဲမှာလဲဒီထိပ်စီးကိုပြန်ပြီးရှာမယ်ဆိုရင်စီနီယံဆိုတဲ့ကဏ္ဍမရှိဘူးကျန်တဲ့လှည့်ပတ်ပြီးတော့ရှင်းရှိမယ်စီနီယံအတိုင်းကိုပြန်ကြာမှာ96ခုဆိုတဲ့စီနီယံအတိုင်းကိုပြန်ကြာအဲ့ဒါကြောင့်ဒီ96ခုနဲ့ဒီကိုကျွန်တော်ရွှေ့လိုက်တယ်အဲ့တော့အခုဒီနေ့ထဲမှာဖြစ်ပြီခွန်နောက်ဘေး၄တစ်စီတင်နောက်ဘေးဆိုပြီးခွန်၄တစ်ဆိုပြီးဖြစ်ပြီသူ့ဘေးမှာထွက်မဲ့ကနဒီချိန်မှာထွက်မဲ့ကနဟုတ်အဲ့တော့သူ့ရှိတစ်နှစ်ကျော်ကနသူ့ရှိတစ်နှစ်ကျော်ကနဆိုတော့ကျွန်တော်တို့ထိပ်စီအလုံးလိုက်ကြည့်လိုက်ဘယ်မှမရှိဘူးဒါပေမဲ့ပြောင်းမြန်နေရှိတယ်ကျွန်တော်ပြောင်းမြန်မယူအတဲ့နေရာကိုယူတယ်တက်ကြတဲ့နေသူ့ရှိတစ်နှစ်ကျော်ဟောဒီနေ့ရှိတစ်နှစ်ကျော်ရောဒီနေ့လည်းမတော်နေမှာမရှိတယ်ဒီမှာခွန်ကိုတွေနေပြီးတော့ဒီနေ့ခွန်ကိုတွေရဲ့ဘေးရခွန်ကိုတွေရဲ့ဘေးဆိုဒီနေ့ထဲမှာဆိုလာပြီစီနီယံ3လုံးအစင်လိုက်ထောင်းတာဆိုတော့4 5ရှောင်းဆိုပြီးဒီမှာစီနီယံ3လုံးအစင်လိုက်ထောင်းတာဒါကြောင့်ကျွန်တော်ကအဲ့နေအောင်ဖဲရနေရင်လည်းကျွန်တော်တို့ကလန်နာအခက်အခဲဖြစ်တဲ့အတွက်ကအဲ့ဒါကြောင့်ကျွန်တော်ကလန်နာတအားချားလို့ဒီနေရာကို4 5ရှောင်းဆိုတဲ့ကဏ္ဍထည့်ချင်သူ့ဘောဘယ်လိုရေးချင်လဲ4 5ရှောင်းဆိုတဲ့ကဏ္ဍကိုဒီလိုထည့်ချင်အဲ့တော့အဲ့4 5ရှောင်းဆိုတဲ့ကဏ္ဍထည့်ဖို့ရေးစောနာတော့ကခွန်ဒီမှာထောင်ထားတဲ့ခွန်4 1ဆိုတဲ့ကဏ္ဍကလည်းဒီမှာ4 1ခွန်ဆိုပြီးတော့လာထွက်ပေးကြပြီပထမအကွင်မှာတော့ပထမအချိန်မှာတော့ဒီအလေရထွက်တာနော်နောက်အချိန်ကျတော့အပေါ်တက်သွားတယ်ဒါလေးတော့အပြောင်းရွှေ့နေနေရှိတယ်အဲနောက်တစ်ခါဒီမှာ9 3 ဆိုပြီးတော့နောက်ပိတ်3လုံးနဲ့ညီးပြီနောက်တစ်ခါအလေရ3 3 5ဆိုတဲ့ကဏ္ဍကလည်းသူ့ရှင်းနှစ်မှာထွက်ပေးထားမယ်ဆိုတော့ဒီမှာ9 3 ဆိုပြီးဒီမှာထွက်ပေးထားပြီ9 3 3ဆိုတဲ့ကဏ္ဍကလည်းနောက်မှာထိုင်ပြီးဒီခါ3လုံးထောင်နဲ့9 3 3လည်းဒီရှင်းနှစ်မှာထွက်ပြီးသွားပြီဒါကြောင့်မလို့ဒီစီနီယံလည်းတက်ကြနေတဲ့အတွက်ဒီ4 5 6ဆိုတဲ့ကဏ္ဍကိုကျွန်တော်ကအဲ့ဒါကြောင့်အနာကိုအဲ့လိုလေးချွေရင်ဒီမှာလည်းဒုံနေတော့ကောင်းမယ်ကျွန်တော်ပြောလို့8 3 4 8 1 6ခွန်လေတိုင်းခွန်ကုန်းနောက်တွေခွန်ရှိဘူးထွက်ပြီးသွားပြီထွက်ပြီးသွားတဲ့ခါကျတော့ခွန်နောက်ပိတ်၄ထိပ်စီတင်းနောက်ပိတ်ဖြစ်ပြီးသွားပြီအဲ့လိုဖြစ်ပြီးသွားတဲ့အချိန်မှာဒီထွက်မဲ့ဒီ9ရှော့ခွန်ထွက်မဲ့တစ်နှစ်ကျော်ကထိပ်စီ3လုံးစီနီယံအတိုင်းဖြစ်နေမှာနော်စီနီယံအတိုင်းဖြစ်မှာကျွန်တော်လက်ပတ်ပြီးဝင်တာဆိုမယူ
စီနီယာတိုင်းဖြစ်မှာ9 6ခွန်ဆိုပြီးတော့အဲ့လိုစီပြီးထောင်ထားမယ်9 6ခွန်ဆိုပြီးစီထောင်ထားမယ်ဆိုတော့ဒီမှာထောင်ခဲ့တဲ့ခွန်4တစ်ဆိုတဲ့ကဏ္ဍရဲ့ဘေးမှာလည်းပြရမယ်ခွန်1 4ဒီမှာခွန်1 4ရဲ့လည်းဒီမှာထွက်ထားပြီးပြီနောက်တော့က3ည35ဆိုတာလည်းနောက်မှာထိုင်ပြီးသွားပြီ4 6 1ဆိုတဲ့ဒီကဏ္ဍကလည်းသူ့ရှင်းနှစ်မှာထွက်ပြီးသွားပြီအခုလည်းဒီလိုပဲ8 3ည4 8 3ည4ကနေပြီးတော့တခါဒီမှာကြည့်လိုက်ရင်8 1 6ထွက်ပြီးပြီခွန်9နောက်တွေခွန်8ဘူးထွက်ပြီးခွန်ထိပ်စီ4ထိပ်စီခွန်နောက်ဘေး4ထိပ်စီ1နောက်ဘေးလို့လည်းဖြစ်ပြီးပြီသူ့ဘေးမှာကြာမှာလဲစီနီယံဆိုသူ့တစ်နှစ်ကျော်ဒီနှစ်ရဲ့ဘေးမှာတစ်နှစ်ကျော်မှာကြည့်လိုက်မယ်စီနီယံကဏ္ဍရှိလားစီနီယံကဏ္ဍကြည့်လိုက်တဲ့ခါကျတော့ရှိတယ်အဲ့ဒါကြောင့်ကျွန်တော်ကြိုက်တယ်4ထိပ်5ထိပ်6ထိပ်ဆိုပြီးစီနီယံကဏ္ဍရှိတယ်နောက်တစ်ခါဒီမှာထောင်ထားတဲ့ခွန်4တစ်ရဲ့ဘေးဆောင်မှာလည်းဖြစ်ရမယ်ခွန်4တစ်ရဲ့ဘေးဆောင်မှာလည်းဖြစ်ရမယ်ဆိုတော့ဒီမှာလည်း4တစ်ခွန်ဆိုပြီးထွက်ထားတယ်9 3 3ညလည်းနောက်3လုံးထောင်အောင်မယ်ဆိုတော့ဒီမှာလည်း9 3ည3ဆိုပြီးတော့နောက်3လုံးထောင်ထားပြီအလဲတိုင်း3လုံးလည်းသူ့ရှင်းနဲ့မှာထွက်ပေးရမယ်ဆိုတော့9 3ည3ဆိုပြီးတော့လည်းဒီရှင်းနဲ့မှာထွက်ပြီးတော့ဒီမှာထိုင်တဲ့3ည3 5ကဒီရှင်းနဲ့မှာလည်းထွက်ပြီးပါပြီဒါကြောင့်မို့လို့ဒီ4 5 6ဆိုတဲ့ကဏ္ဍလေးကိုကျွန်တော်ကဒီလိုယူခြင်းဖြစ်ပါတယ်ဆိုတော့ခွန်နောက်ပိတ်4ထိပ်1နောက်ပိတ်ဆိုတာလည်းနောက်ထပ်ဖြစ်ထတာမရှိတော့ပါဘူးဒီတစ်ချိန်မရှိတယ်မို့လို့အဲ့ဒါကြောင့်မို့လို့ဒီချိန်ကိုကျွန်တော်အဲ့လိုမျိုးလေးရွှေ့လိုက်တာပါဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကြိုက်နှစ်သက်တယ်ဆိုရင်တော့ဒီ3ညပါနော်ဒီ3ညပြီးတော့တကယ်ကြိုက်နှစ်သက်တယ်ဆိုရင်နောက်ထပ်တင်တဲ့ဗီဒီယိုလေးလည်းကြည့်လို့ရအောင်လက်မလေးတွေထောင်းပြီး like share လေးလုပ်ပေးခဲ့ပါဦးတောင်းဆိုရင်လည်းနှုတ်ဆက်ပါတယ်နော်ကျွန်တော်နောက်နေ့မှာတော့ဒီမူပဲမူပါတော့ဒါပေမဲ့ကဏ္ဍပြောင်းသွားမယ်ကျွန်တော်အကြိုက်ဆုံးပေါ့နော်ဒါကတော့ဒုတိယအကြိုက်ဒါဒုတိယအကြိုက်တော့ဘယ်လောက်လာလဲဆိုတော့တတိယအကြိုက်ဆိုတော့ကြည့်ပါပဲစောင့်စားကြည့်ပါနော်ဒါကတော့ဒုတိယအကြိုက်နောက်ဆုံးတစ်ချိန်တင်ပြီးမှတော့အဲ့ဒါတော့ကျွန်တော်အကြိုက်ဆုံးပဲအဲ့ဒါတော့အကွက်ရွှေဆိုင်လေးပေါ့နော်အဲ့ဒါအကွက်ရွှေဆိုင်လေးနောက်နေ့တည်းမှာကျွန်တော်တင်ပေးပါအောင်မယ်ဟုတ်ကဲ့ bye bye